မိုပြီးတော့တိချင်တာတော့ကျွန်တော်တို့ဆရာတွေဆိုတော့ကျောင်းမှာဆိုရင်တော့အားကစားရေးပိုင်းလုပ်ရတယ်လေသူတို့အဲ့ဒီအချိန်မှာထိခိုက်ဒဏ်ရာရသွားတဲ့အချိန်မှာကျွန်တော်တို့အရေးပေါ်ဘယ်လိုမျိုးမြင်မြန်ကုသနိုင်မလဲဆိုတဲ့အပိုင်းကိုတော့ကျွန်တော်ကတော့အများကြီးတင်ယူသွားချင်ပါတယ်ဒီလမ်းကနေပေါ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်တဘာဝဘေးအန္တရာယ်တွေလည်းအများကြီးဖြစ်နေတာဖြစ်တော့ကလေးတွေကိုတဘာဝဘေးနဲ့ဆိုင်တဲ့အရာတွေရောကျောင်းထဲမှာအရေးပေါ်ကြုံတွေ့ရမယ့်ကလေးတွေနဲ့ဆိုင်တဲ့ရှေးဥတုနာပြည်စုနည်းတွေရောပြန်ပြီးပြည်စုစောင့်ရှောက်ပေးဖို့အတွက်တင်ကြားချင်တာဖြစ်ပါတယ်ရှင်ကျွန်တော်ကဒီတင်တန်းမှာလာပြီးတော့တာတို့စာရီတင်တယ်တင်ပြီးသွားလို့ရှိရင်တင်တန်းမှာပူချတဲ့များအားလုံးကိုမကြွေးမကြံအားလုံးတင်ယူမယ်ပညာတင်ပြီးသွားဆိုလို့ရှိရင်ကျွန်တော်တို့ကယနေ့ခေတ်ပေါ့နော်ယနေ့ခေတ်ပြီးကြလို့ရှိရင်ပတ်ဝန်းကျင်မှာပြန်ပြီးတော့အသုံးချဖို့အတွက်အဲ့ဒီစိတ်နေစိတ်ထားနဲ့ဒါရောက်ပညာတင်ရဖြစ်ပါတယ်